Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Rise Up Academy online platform လေးရဲ့ founder တူဖြစ်ပါတယ်ဒီနေ့ကျွန်မဖတ်ပြချင်တဲ့အကြောင်းအရာလေးကတော့ science ရ Jim Rohn ရေးထားတဲ့ time management စာအုပ်ထဲအကြောင်းအရာလေးဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့ the dignity of choice လို့ဖြစ်ပါတယ်ဒီထဲမှာသူကဘာအကြောင်းလေးပြောထားလဲဆိုတော့ Sussex ဆိုတဲ့အကြောင်းလေးကိုသူပြောထားပါတယ်အောင်မြင်မှုပေါ့နော် Sussex is not a stereotype ဆိုတော့ပုံမှန်ဖြစ်စဉ်ပုံမှန်ပေါ့နော်ပုံသေးကားချက်ပေါ့ Sussex is not a stereotype Sussex ဆိုတာအောင်မြင်မှုဆိုတာ stereotype ပုံသေးကားချက်မဟုတ်ဘူးပေါ့နော် Sussex is not a Ferrari ကားတစ်စင်းလည်းမဟုတ်ဘူး Sussex is not an automobile car တစ်စီးပေါ့နော်ဒါလည်းမဟုတ်ပါဘူး It is not a house အိမ်တစ်လုံးလည်းမဟုတ်ဘူး It is not a place နေရာတစ်ခုလည်းမဟုတ်ဘူး It is not money in the bank ဘဏ်ထဲမှာရှိရပတ်စံလည်းမဟုတ်ဘူးပေါ့နော် It is not $1 million $1 million နဲ့ချမ်းသာတာဒါလည်းမဟုတ်ဘူး That's not Sussex ဒါ Sussex မဟုတ်ဘူးအောင်မြင်မှုမဟုတ်ဘူးတဲ့ Sussex is the continual unfolding of the design of your own life ကိုဘဝကိုအကောင်းဆုံးအစမပြတ်ပုံဖော်ခြင်းပေါ့နော်ဒါကိုပြောရဲ and pulling it off ဆိုကိုဘဝမှာရှိတဲ့ကိုရဲ့ဘဝရဲ့ design ကိုဆွဲခြင်းအစမပြတ် design ဆွဲနေခြင်းတစ်ခုပဲလို့ပြောလို့ရတယ်နော်that's what Sussex is. That's Sussex. I mean, being successful in whatever you want to do. Being successful in whatever you want to do. That makes sense to you, for you and for your family. Being successful in whatever you want to do. ဥမာဖြစ်ကိုအတွက်အထိပ္ပယ်ရှိတဲ့အရာပေါ့နော်ကိုအတွက်အထိပ္ပယ်ရှိရဲ့ကိုရဲ့မိသားစုအတွက်လည်းအထိပ္ပယ်ရှိတဲ့ဟာတွေမှာအောင်မြင်မှုပေါ့နော်ဒါကိုပြောချင်ဖြစ်ပါတယ် Take your responsibilities ကိုကတာဝန်ယူမလား or refuse them ဆိုတာဒီတာဝန်တွေကိုညှင်းဆန်မလား It's all up to you ဒါတွေအကုန်လုံးကကိုနဲ့ပဲဆိုင်တယ်ပေါ့နော်မိပေါ်မှာပဲမူတည်တယ် We've been given the power of choice အဲ့တော့ဒီမှာတော့ကိုရီကို power of choice ဆိုရယ်ကိုရီကိုပေးထားတဲ့အရာကတော့ရွေးချယ်မှုပေါ့နော် power of choice လို့ပြောတဲ့အကြောင်းလို့ရွေးချယ်မှုအင်အားတစ်ခုပဲဖြစ်ပါတယ် Every life form except human beings operates every life ဆိုသက်ရှိအကုန်လုံး forms ဆိုတာဖွဲ့စည်းထားတယ်လို့ပြောရနော် except human beings လူသားတွေကလွယ်ရင်ဘာတွေနဲ့ဖွဲ့စည်းထားလဲဘာတွေနဲ့လည်ပတ်နေလဲလို့ပြောရင် by instinct in the genetic code genetic code လို့ပြောတာကတော့ဒါမျိုးရိုးဗီဇပေါ့နော်မျိုးရိုးဗီဇရဲ့လှုပ်ဆော်မှုနဲ့ဒါကလူသားတွေကလွယ်လို့ရှိရင်အကုန်လုံးကမျိုးရိုးဗီဇတက်ခြားတက်ရှိပေါ့နော်လူသားတွေကလွယ်ရင်ခြားသောတက်ရှိရမျိုးရိုးဗီဇရဲ့ပုံဖော်မှုတွေနဲ့ဒါလှည့်ပတ်နေတယ်ပေါ့နော် It has no multiple choice သူတို့မှာ multiple choice ရွေးချယ်စရာတွေမရှိဘူး Only humans have multiple choice လူသားတွေမှာသာလေရွေးချယ်မှုရှိရ In the winter ဆောင်းရာသီမှာ the goose flies south ဘဲငန်းနေဆိုရင်ဒါဘဲငန်းနေပေါ့နော်သူတို့ကဆိုရင်ဒါတောင်ဘက်ကိုပြန်ကြတယ် why ဘာကြောင့်လဲဆိုတော့ because he's a goose သူကဘဲငန်းတစ်ကောင်ဖြစ်လို့ပဲ he can't fly north အဲ့တော့သူက north ကိုမြောက်ပိုင်းကိုသူကဘယ်လိုပြန်အောင်လဲဆိုတာသူမသိ he couldn't fly west နောက်ဘက်ကိုလည်းသူကမပြန်နိုင်ဘူး if you said to the goose အဲ့တော့ဘဲငန်းတစ်ကောင်သူပြောမယ် it be better to go west this year ဒီနေ့မှာတော့နောက်ဘက်ကိုပြန်တာပိုကောင်းတယ်လို့သူပြောလို့ရှိရင် he ignores that advice တေချာတော့သူကဒါကိုလီလီရှုလိုက်မှာပဲ he keeps on flying south တောင်ဘက်ကိုပဲပြန်နေမယ် why ဘာကြောင့်လဲ he has no alternative သူမှရွေးချယ်စရာမရှိဘူး he has no other way သူမှတခြားရွေးချယ်စရာတွေမရှိနေဘူးပေါ့နော် he is only driven အဲ့သူကိုပြောထားတယ် as all life forms are driven အဲ့သူမွေးကလေးကပါလာတဲ့အရာကသူကိုစိတ်ခိုင်းနေတဲ့အရာပဲ by instinct in the genetic code ဒါကြောင့်မလို့ genetic code လို့ပြောတာပေါ့နော် Exact human beings လူသားတွေမှာတော့လွဲလို့ရှိရင်တော့ now why not human beings လူတွေကဘာကြောင့်မလုပ်နိုင်ရမှာလဲအဲ့လူတွေမှာတော့ဒီလိုမဟုတ်ဘူးလူတွေကဒီလို genetic code တွေနဲ့လည်းပတ်နေရမှာ choice တွေအများကြီးရှိတယ် because we've been given the dignity on choice ဒီညမှာ science ရတင်စားတာကတော့ dignity on choice ဒါရွေးချယ်ခြင်းရဲ့ dignity ဆိုတာကောင်းမွန်တဲ့အရာလေးတစ်ခုပေါ့နော်ဒါဂုဏ်သိက္ခာလို့ပြောလို့ရတယ်ရွေးချယ်နေရာမှာအကောင်းဆုံးရွေးချယ်မှုရွေးချယ်နေရာမှာကောင်းမွန်တဲ့ရွေးချယ်မှုလို့ပြောလို့ရတယ်
We are not like a robot. The robot said to Lomohopu. We are not stuck like a tree. A penny lolenta stuck. Yet using up all the nourishment. Penia dinia madru be like the nourishment. Harry gomotone and with nothing left. Pama machange benebono. You die. Sonore, the sonore, because you can change locations. That's a penny lumio go up. No, Harari gomon to me up, Bema, Risha Machibene, locations are that Tinia, but not Tinia, Piana Machibene, they don't me. No, humans are a penny, but not a penny. Humans, Luriano can go north, south, east, west. That she not done your go. Humans can change. And do anything they want to do. We be given that dignity. But here's what's interesting. About all life forms except humans. Daga series as a county chape, Lupura, no? Lurimari Chadishi, da Janet Trisanimaro, Janet the sheep, or not Janet the sheep, Chadi machine. Every life form except humans strives to the max of its potential. Luriga revolution, Janet the sheep, the potential, a Nyazo Mudra, a yes, I meet that Shintani Jarebono. How tall will a tree grow? A bear belonging nine. As tall as possible can. To midnight the love to midnight. You can never head of a tree growing half as high as it could. A being to Donna in the love, to what love it, Shintani is Ramashu. Note that is impossible. To limit no? A tree grows as high as it can. A being out to Shintanai love to Shintanai, a meazo to Shintanai, drives down every root it can, produce every leaf it can. To Shintanai the law, Yadiale Shintame, extend itself as far as it possibly can. To nine the law, no? Every life form extends to the max. Through a meazo to through a Shintanai, except human beings. Now, why not human beings? To build an a child of the Shiriga, through a meazo, potential a meazo mutra, Shintanai, the human beings got Ludaria, Valumalo because we are not robots. Valuing our robots team hope we be given the dignity of choice. A usually Maru Bitaris read the body of Biotana. A science at Mahana Luchanaka to her Kurima choice station, the choice take go don't be Korea, a council, potential they go Mintanine, go Mintanine, the long Mintanine, as soon as she the Lumio, Mintanine is red, Johnny, you don't your touch and pepare, alone Jesu to marry.